လောဘသားတွေကြောင့်ခုလိုဖြစ်ဆိုခဲ့ရတဲ့ပဲခူးမျိုးက9တန်းကျောင်းသားအခုခေတ်မှာကြက်တဲလာတဲ့စီးပွားရေးခြေအနေတွေနဲ့အတူဒုစရိုက်သမားတွေပေါ်များလာပါတယ်။ဒုစရိုက်သမားတွေပေါ်များလာခြင်းနဲ့အတူခုခါမှလည်းငွေနဲ့ပြန်ပေးဆွဲမှုကြောင့်ပဲခူးမျိုးက14နှစ်အရွယ်ကလေးငယ်တူကွယ်လွန်သွားခဲ့ရတာပါ။ဒီအခန့်အောင်ကျော်စောကွန်ကျော်ကြီးဟာအကျွေးသိန်း300လောက်ဆက်ဖို့ရှိတာကြောင့်ငွေလိုနေပြီးသူနဲ့ညီကိုနှဝမ်းခွဲတော်ဆက်သူနိုင်အောင်ဖြိုးကလည်းငွေလိုနေသူလို့သိရတာပါ။ဒါကြောင့်လွယ်လွယ်နဲ့မြန်မြန်ရမယ့်နီလန်းစဉ်းစားပြီး9တန်းကျောင်းသားမောင်တက်နိုင်မင်းကိုပြန်ပေးဆွဲဖို့လုပ်ခဲ့ကြတာလို့ဆိုပါတယ်။မေလ21ရက်နေ့ညနေမှာမောင်တက်နိုင်မင်းကကြောင်းဆင်းလာပြီးဘောလုံးကန်နေချိန်အောင်နိုင်ဖြိုးကဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီးမင်းတို့ကန်နေတဲ့ဘောလုံးထက်ကောင်းတဲ့ဘောလုံးတစ်လုံးမဟာစီဒီဘောလုံးကွင်းနာမှာတွေ့ခဲ့တယ်။သွားကောက်မယ်ဆိုပြီးပြောတယ်။ကျန်တဲ့သူတွေကသူတို့လည်းအတူလိုက်မယ်ဆိုတော့မလိုက်နဲ့ငါဆိုင်ကယ်က2ယောက်ပဲစီးလို့ရတာ။တက်နိုင်မင်းလိုက်ခဲ့ဆိုပြီးသူ့ဆိုင်ကယ်နဲ့ခေါ်သွားပါတယ်တဲ့။အဲဒီနောက်မောင်တက်နိုင်မင်းကိုပီနက်အိတ်နဲ့ဆွကြိုးချီခဲ့တာပါ။ဒါပေမဲ့လည်းမောင်တက်နိုင်မင်းကရှုံးလို့အတင်းကျပ်လဲပင်ကိုဆွဲရင်လက်လွန်ခါအသက်ဆုံးရှုံးသွားတာဖြစ်ပါတယ်။အခုချိန်မှာတော့တရားခံ2ယောက်ကိုဖမ်းမိထားတယ်လို့သိရတာဖြစ်ပါတယ်။